31ရက်6လ2025မှာမြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်မှာရေကြီးတယ်ပေါ့နော်အဲ့ကချင်ပြည်နယ်မှာကြီးတဲ့ရေတွေကနောက်တစ်ပတ်အတွင်းဒါမှမဟုတ်ရှင်နဲ့10ရက်အတွင်းမှာမြန်မာနိုင်ငံအလယ်ပိုင်းအောက်ပိုင်းပေါ့နော်အဲ့နေရာတွေရောက်လာမယ်အဲ့ဒီမှာကျွန်တော်ပြောချင်တာကရေရောက်ချင်းမရောက်ချင်းကလူတိုင်းသိတဲ့ကိစ္စသိထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ရေရောက်လာလို့ရှိရင်မြန်မာနိုင်ငံအလယ်ပိုင်းရောအောက်ပိုင်းရောနှစ်ပေါင်းများစွာပျက်စီးသွားနိုင်တယ်ကျွန်တော်ပြောချင်တာနော်နှစ်ပေါင်းများစွာပျက်စီးသွားနိုင်တယ်ဘာဖြစ်လို့ပြောလဲဆိုတော့ဒီရေတွေက chemical ရေတွေဗျသူတို့ဒီကချင်ပြည်နယ်မှာတီရှူးငှက်ပျောတွေစိုက်ထားတာရှိတယ်နောက်တစ်ခုကကျတော့ဒီမြေရှားသတ္တုတွေတူးထားတာတွေရှိတယ်ရွှေတူးတာတွေရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီတန်လွင်အထက်ပိုင်းမှာဆိုလို့ရှိရင်စိတ်မှာရတဲ့တူးတဲ့ project တွေတောင်ရှိသေးတယ်အဲ့ဒီတော့ဒီကရတဲ့ chemical တွေဒီမှာသုံးထားတဲ့ chemical တွေကဒီအချိန်ရေနဲ့အကောင်းဆုံးပါသွားမယ့်အနေအထားတစ်ခုပဲအဲ့ဒီတော့ဒီ chemical တွေအကုန်လုံးကကချင်ပြည်နယ်ကနေဆင်းလာပြီးတော့မြန်မာနိုင်ငံအလယ်ပိုင်းမြန်မာနိုင်ငံအောက်ပိုင်းဒီ AR မြစ်ကိုအားထားပြီးတော့စိုက်ပျိုးရေးလုပ်နေတဲ့သူတွေရေကိုသုံးနေတဲ့သူတွေအတွက်အကုန်လုံးကင်ဆာဖြစ်မယ်အဆိပ်အတောက်တွေဖြစ်မယ်ပြီးရင်နောက်တစ်ခုကကျတော့မျိုးရိုးဗီဇဆိုင်ရာပြဿနာပေါ့နော်ခလေးမွေးလာလို့ရှိရင်ပေါင်ချင်းမပြေတာညံရင်မမိတာပြီးသွားလို့ရှိရင်နောက်တစ်ခုကကျတော့ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနည်းပါတာဒါမျိုးတွေအထိဖြစ်လာနိုင်တဲ့ chemical ရေတွေဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကဘာလို့တွေးရမလဲဆိုတော့ဒါကိုဘယ်လိုကာကွယ်ကြမလဲပေါ့နော်အခုချိန်မှာတော့ကာကွယ်လို့တော့မရတော့ဘူးဗျဘလို့မှလည်းအဆင်ပြေတော့မှာမဟုတ်ဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့တွေကတော့ဒါခံယုံတီးတဲ့မရှိတော့တာပေါ့လीနော်ဒါပေမဲ့လည်းပိုပြီးဆိုးတာကကျွန်တော်စိုက်ပျိုးမြေဗျစိုက်ပျိုးမြေမှာဘာဖြစ်သွားမလဲဆိုတော့ဒီ chemical ပါတဲ့ရေတွေဒါစိုက်ပျိုးမြေတွေဝင်သွားလို့ရှိရင်ဒီမြေပေါ်မှာအဲ့ chemical တွေအများကြီးကျန်ခဲ့ပါအဲ့ဒီ chemical တွေကိုပြန်ပြီးတော့ neutralize လုပ်ဖို့ပြန်ပြီးတန့်စင်ဖို့ဆိုတာကတကယ်နီးပညာအရန်ကောင်းပါတယ်ဆိုတဲ့နိုင်ငံတွေတောင်မှပဲမလုံနိုင်သေးဘူးကျွန်တော်ဒီ organic fan တွေကိုတည်တည်ချာချာလေးလာဘူးပါတယ်ဗောနော်အဲ့လိုလေးလာတဲ့ခြားမှာအင်ဒိုနီးရှားမှာသူတို့ဘာပြောလဲဆိုတော့အင်ဒိုနီးရှားလူတွေပြောတာဒီ chemical မရှိတဲ့မြေဗောနော်လုံးဝ organic fan ဖြစ်ဖို့အတွက်ကအဲ့မြေကိုဘာမှမလုပ်ဘဲနဲ့9နှစ်လောက်ပြစ်ထားရတာတဲ့ပြစ်ထားတော့မှအဲ့မြေက chemical ပြီးကြမှသူတို့ပြန်ပြီးတော့ပြုပြင်ပြောင်းလဲပြီးတော့မှ chemical မပါတဲ့မြေဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံမှာတော့တေးကြတယ်အဲ့လောက်အဆင်လုံနိုင်မှာမဟုတ်ဘူးအဲ့တော့ဒီ chemical ထိထားတဲ့မြေပေါ်မှာပဲစပားတွေပြန်ဆိုင်မယ်မြေပဲတွေပြန်ဆိုင်မယ်နှမ်းတွေပြန်ဆိုင်မယ်ပြောင်းတွေပြန်ဆိုင်မယ်ပြီးတော့အဲ့ဒီရရတဲ့မြေစီဓာတ်ကိုပဲဒီအပင်တွေကစုပ်မှာစုပ်လာတဲ့အသီးပွင့်တွေကိုကျွန်တော်တို့ရဲ့လူငယ်တွေကျွန်တော်လူတွေကစားတဲ့အခါမှာကင်ဆာဖြစ်မယ်ပြောရှင် steroid နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်မယ် genetic နဲ့ဆိုင်တဲ့ပြဿနာတွေဖြစ်မယ်နောက်တစ်ခုကကျတော့ပိုပြီးဆိုးဆိုးဝါးဖြစ်လာနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ယောက်ျားလေးဆိုလို့ရှိရင်ယောက်ျားမိန်းမပဲဖြစ်ဖြစ်ပေါ့နော်နှစ်ခုလုံးမြုံသွားတဲ့အဆင့်တွေလည်းဖြစ်လာနိုင်တယ်ဒါကတိုင်းပြည်တစ်ပြည်အတွက်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်နောက်ပိုင်းပေါ့နော်ဟိုလူစွမ်းအရင်းမြစ်ပေါ့အဲ့ဒါလည်းတော်တော်လေးထိခိုက်သွားနိုင်တဲ့နေတာတခုမှရှိတယ်ကျွန်တော်ကတော့ဒီလောက်ပဲပြောချင်တာပေါ့နော်ထပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒါစာတန်းတစ်စောင်တော့ထုတ်လို့ရတဲ့နေတာတစ်ခုမှရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်တော့အောက်ပြည်အောက်ရွာမှာတော့တေချာပေါက်ရေကြီးမယ်တေချာပေါက်ရေကြီးပြီးသွားတဲ့အခါမှာဘာဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်ပြောဆို chemical တွေကကျန်ခဲ့မယ်ကိုမျက်စိနဲ့တော့မြင်ရမှာမဟုတ်ဘူးဒါပေမဲ့တေချာပေါက်ကျန်ခဲ့မယ်ပေါ့နော်ဒါတွေကိုအရင်ဆုံးအသိပေးချင်တာဗျကျေးဇူးတင်ပါတယ်ဘာပဲဒီနေ့က2ရက်